အခုကျွန်တော်နံပါတ်4 part 64ပေါ့နော်ကျွန်တော်တို့၄ခုမြောက် part 64 white fret lighting အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ် part 64 white fret တနည်းအားဖြင့်ပြောရင် WFL နော် WFL ဆိုပြီးတော့အတူကောင်းမှတ်ရမှာဖြစ်ပါတယ်ခုနလိုပဲ height ကလည်း 5.1 meter 19ပေခန့်ပဲထုံးတာပဲတူတူပါပဲကျွန်တော် height distance ကတူတူပါပဲအဲ့တော့ဒီအဝန်းဝိုင်းဘဲဥပုံသဏ္ဍာန်ဝန်းဝိုင်းနော်ကျွန်တော်ဒီအထိတ်ကနေဒီထိတ်ထိဆိုရင်ကျွန်တော်တို့နော်18ပေတနည်းအားဖြင့် 5.4 meter အထိကိုကျွန်တော်တို့ကအလင်းဒီရှိတ်က cover ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့် dancer 3 4 5ယောက်ပေါ့နော်ရက်မယ်နော် top light ဖြစ်ဖြစ်ပေးမယ်ဆိုလို့ရှိရင်သူကဒီအလင်းကိုကျွန်တော်တို့ပို့ပြီးတော့9ရက်လောက်ထိကိုကောင်းကောင်းကျွန်တော်တို့ cover ဖြစ်မှာပါတွန်းပြသွားတော့ part 64ဘောနော်မိအိမ်ရဲ့၄မျိုး၄စားအကြောင်းကိုကျွန်တော်ရှင်းပြသွားတာဖြစ်တယ်နော်အဲ့မှာကျွန်တော်တို့ခုနပြောသလိုဒီ very narrow spot ရှိတယ်နော်ကျွန်တော်တို့ narrow spot ရှိတယ်ပြီးရင် medium fret light ရှိတယ်ပြီးရင်ကျွန်တော်တို့ဒါ white fret light နော် WFL ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အတူကောက်အဖြစ် VNSP NSP MFL WFL ဆိုပြီးတော့ကျွန်တော်မှတ်သားပြရမှာဖြစ်ပါတယ်